မင်္ဂလာပါ Football Insight MN ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အင်္ဂလန်အသင်းရဲ့ကမ္ဘာဖလားအိမ်မက်ကတော့တစ်ခါပြန်ပြီးပျက်စီးသွားခဲ့ရပြန်ပါပြီ။1966ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်ဖလားရမယ်မျှော်လင့်ချက်တဲတဲ့ရေသွန်းဖြစ်ခဲ့ရသလိုပိုဆိုးတာကသူတို့တွေချက်ချင်းအိမ်ပြန်ဖို့လေရင်ပေါ်တောင်တက်ခွင့်မရသေးတာပါပဲ။မှန်ပါတယ်။နီးပြသောမတ်ဒူချယ်ရဲ့အင်္ဂလန်အသင်းဟာလာမယ့်စနေနေ့ညမြန်မာစံတော်ချိန်တနင်္ဂနွေမနက်2နာရီခွဲမှာပြင်သစ်အသင်းနဲ့တတိယနေရာလူပွဲဆက်ကစားရအောင်ပါ။အာဂျင်တီးနားကိုရှုံးပြီးနောက်ပိုင်းဘယ်သူမှမကြည့်ကျင်တော့တဲ့ပွဲလို့ထင်ရပေမယ့်တကယ်တမ်းကျတော့ဒီပွဲကိုမလွတ်တမ်းစောင့်ကြည့်တဲ့အချက်၄ချက်ရှိနေပါတယ်။ပထမဆုံးအချက်ကရွှေဖနက်စုပြိုင်ပွဲပါ။ပြင်သစ်အသင်းကောင်းဆောင်ကီလီယန်အမ်ဘာပီဟာလက်ရှိမှာသွင်းကို၈ဂိုးနဲ့မက်ဆီနဲ့အတူဂိုးသွင်းအများဆုံးတူနေပါတယ်။လက်ရှိမှာမက်ဆီကဖန်တီးမှုအသာနဲ့အပေါ်ကအသာစီးရထားပေမယ့်တတိယနေရာလူပွဲကသွင်းကိုတွေလည်းရေတွက်တာမို့အမ်ဘာပီအနေနဲ့မက်ဆီကိုကြော်တက်ခွင့်ရှိနေစေပါ။အင်္ဂလန်ဘက်ကဟာရီကိန်းနဲ့ဘယ်လင်ဂမ်တို့ကလည်း2ဂိုးပဲလိုတော့တာမို့ဒီပွဲမှာတိုက်စစ်မှုတွေဂိုးရဖို့အစွမ်းကုန်စူးစမ်းကြမှာအသေးချပါပဲ။ဒုတိယချက်ကတော့နှစ်ပေါင်း60အတွင်းအင်္ဂလန်ရဲ့အကောင်းဆုံးကမ္ဘာဖလားရလဒ်ဖြစ်လာနိုင်မလားဆိုတာပါပရိသတ်တွေမျှော်လင့်တဲ့ချန်ပီယံဆုမဟုတ်ပေမဲ့ပြင်သစ်ကိုနိုင်ခဲ့ရင်1966ချန်ပီယံဖြစ်ခဲ့တဲ့မှတ်တမ်းပြီးရင်အမြင့်ဆုံးမှတ်တမ်းတစ်ခုဖြစ်လာမှာပါ1990နဲ့2018တုန်းကတတိယနေရာလူပွဲတွေမှာရှုံးနိမ့်ခဲ့ဘူးလို့ရွှေနဲ့ငွေမရရင်တော့ကြေးတစိမ့်လေးတော့အရယူသွားတင်တာပါတတိယချက်ကတော့ပွဲကစားခွင့်သိမ့်မရသေးတဲ့ကျဲပွင့်တွေကိုမြင်ရဖို့ပါနှစ်သင်းစလုံးလူစုံသုံးထားပြီးပြင်ပန်းနေကြပြီမို့ဒီပွဲမှာဖိအားမရှိဘဲအင်္ဂလန်ရဲ့လူငယ်ကျဲပွင့်ကိုပီမိုင်နူးကိုကမ္ဘာဖလားပွဲဥထွက်ကစားတာမျိုးအိုလီဝက်ကင်းစ်နဲ့အီဗန်တိုနီတို့မိနစ်အတော်ကြာကစားတာမျိုးမြင်ရနိုင်ပါတယ်။ပြင်သစ်ဘက်မှာလည်းအသက်35နှစ်ရှိပြီဖြစ်တဲ့ကန်တီရဲ့နောက်ဆုံးကမ္ဘာဖလားပွဲဖြစ်လာနိုင်တယ်လို့ချာကီကိုလည်းပွဲထွက်မြင်ရနိုင်ပါတယ်။နောက်ဆုံးအချက်ကတော့လောလောဆယ်ကမ္ဘာအဆင့်မီဘောလုံးပွဲအလွမ်းပြေကြည့်ထားလိုက်ဖို့ပါပဲဒီပိတ်ရဲ့ကမ္ဘာဖလားကြီးပြီးသွားရင်ပရီးမီးယားလိပြန်စားဖို့ကဩဂတ်စ်21အထိတလနီးပါးစောင့်ရမှာဖြစ်ပြီးအင်္ဂလန်အသင်းရဲ့ပွဲတွေကိုစက်တင်ဘာလကုန်မှာပြန်မြင်ရမှာပါဒါကြောင့်တကယ်အကျိတ်နဲ့ပွဲကြီးပွဲကောင်းကိုတိုက်ရိုက်ကြည့်ချင်ရင်တော့ဒီပွဲကိုလက်လွတ်မခံသင့်ပါဘူးကဲဒီနေ့ညပွဲမှာဘာတွေဆက်ဖြစ်မလဲဆိုတာ comment မှာဆွေးနွေးခဲ့ကြပါဦးဘောလုံးသတင်းတွေကိုစုံစုံလင်းလင်းသိရဖို့ Football Insight MN ကိုလည်း follow လုပ်ထားဖို့မမေ့နဲ့အောင်နော်